လုပ်နေမှာ။ဆက်တော့ပါဟုတ်တယ်လားနားလေးပါနော်။တူလာရ။ဒီမျိုးဝင်လာပြရမှာ။အဲ့လိုမဖြစ်လို့ရမှာ။သူစားရတာရတာရှိရလား။ရှိပါပြောပါလေ။နင်းတို့ပြောတာ။နင်းကိုအိမ်မှာရှိမှာလား။အိမ်ရှိမှာမင်းကလည်းမရှိဘူး။ပြီးတော့တည်။ကျေပါ။တငယ်ချင်းဆိုရင်လည်းတငယ်ချင်းလိုပဲနေပါ။ခုနောက်ရင်ကိုတိဆောင်လုံးလုံးတော့ဟန်ထားပေါ့။အထက်အမှာကသူ့လိုလိုမကြလို့သူ့အတောင်ကိုအကျိုးခံပြီးလောင်ရင်းကအတင်းထုတ်ထွက်လာရင်ကျမတို့ကျမတော့စင်ချစ်တယ်ရှင်ချစ်တယ်ဆိုတာတည်းကျမတို့ပိုလောင်းချစ်တယ်အမရဲ့ချစ်တယ်ဆိုတဲ့အရာတစ်ခုရဲ့နဲ့အကိုအောင်မြင်မှုလမ်းကြောင်းပေါ်ကနေအကိုဆက်ချနေတယ်မင်းပြောနေအဲ့အလုပ်ပညာဆိုတော့လမ်းကြောင်းပေါ်ရှောက်ဖို့တော့ကတော့တစ်ခုလုံးရှင်းခဲ့ကျွန်တော်ရဲ့အောင်မြင်မှုကခင်ဗျားဖန်တီးပေးထားရပါဆိုပြီးတော့ကျွန်တော်နောက်ကွယ်မှာလိုက်ပြီးကုန်းစားတာရည်လေခင်ဗျားဒီလောက်နဲ့တွေ့လိုက်ပါတော့အခုအားလုံးနဲ့သိနေပါလိမ့်မယ်ခင်ဗျားတော့ဆရာဝန်ကတော့ဖြစ်ချင်တယ်ခင်ဗျားနားမှာကျွန်တော်နေရတာသူ့နားမှာနေရတာကျွန်တော်တို့ပို့ပြီးတော့လွတ်လပ်ပြီးပျော်ရွှင်စရာကောင်းတယ်မောင်ရဲ့အိမ်ကတင်းဆောင်တယ်ဖြစ်နေတာလေအဲ့ဒါကမောင်ရဲ့အိမ်မက်ကိုကောင်းတဲ့ပေါ့ပြီးချင်တယ်အမေမောင်နဲ့တောင်းပန်လို့ရသူကအောင်တေးအောင်တယ်ပဲရှိနေမယ်တဲ့ငါကဝေးရချင်တော့လှတာပေါ့အားလုံးကအားချတယ်ဘုံတင်းနေတာငါတို့ဖက်ချောဆက်တယ်ငါဆက်ဆက်ပါပြီပေါ့မင်းရဲ့တုံးမှုစီကိုယ့်ရဲ့ဘဝကိုပျက်စီးစေချင်တာကျမလည်းမသိကျမသိတစ်ခုပဲရှိသူ့ကိုစိတ်အောင်ကြောင်းခိုင်းလာမဟုတ်လားမကြိုက်ဘူးဟုတ်လေကျမမမလို့အားရတယ်အားရတယ်ရှင်းဆုံးတယ်အားရတယ်ဆေးလို့ကြားတယ်အပေးလို့အားရတယ်အားရတယ်ကျွန်တော်တို့လည်းပေါ့ပြီးတော့ကားတွေဝေးလိုက်ပြီးစီစဉ်နေကြတယ်ဒီကားပြောချင်ပါတယ်ဒီကားတွေကကိုယ်လိုက်ပါတကယ်လို့နေတာကပြင်းပြင်းနဲ့ကြီးလို့ရတယ်ကားလေးဖြစ်တဲ့ကြောင့်စသိန်းကြီးသွားမှအစားဆုံးကြည့်ပါတယ်အဲ့လိုဆိုဒီစကားတွေကတော့ပါတကယ်မာမီတစ်ပိုင်းဆက်တဲ့ပြောသွားလို့တော့ကောင်းတယ်အားလုံးလည်း